ဘူးတွေကကြတော့အတွင်းထဲမှာပေါင်တာမုံပေါ့ပေါင်တာမုံသူရမုံကပေါင်တာမုံသူကလေထုထဲမှာအမွေမပြန်သွားဘူးဒီတိုင်းကြံခဲ့တယ်ဒီဟာကကြတော့သူ့ရဲ့အမွေလေထုထဲမှာဒီတိုင်းသွားနေသူပျောက်ကွယ်သွားနိုင်တဲ့အမွေပေါ့ဒါကကြတော့မပျောက်ကွယ်နိုင်ဘူးသူကပေါင်တာမုံလို့ပုံစံမျိုးဆိုတော့ဒါမပျောက်နိုင်ဘူးလူတွေအသက်ရှူရဲဆိုရင်အန္တရာယ်ရှိတယ်လူတွေအတွက်အန္တရာယ်ရှိတယ်ဘုံကမှဒီအမုံကိုရှူလိုက်မယ်ဆိုရင်သူကအန္တရာယ်ရှိတယ်ဟောကြတော့အမွေဆိုတော့ခဏလေးနဲ့ပျောက်ကွယ်သွားတယ်ဒါကကြတော့ခဏလေးနဲ့မပျောက်ကွယ်ဘူး